လက်နှစ်ဖက်တွဲတည်တဲ့အခါမှာဘယ်ဘက်လက်ကလုံးဝရက်သွားပြီးတော့ဘာဆက်လုပ်ရမှန်းမသိဘူးဖြစ်နေရမျိုးအဲ့အခက်အခဲလေးပြင်ရှင်းနေကျွန်တော်ဒီနေ့ရှင်းပြခြင်းတယ်ဒီတော့ဘယ်ဘက်လက်တွေအစပိုင်းမှာကော့အပြည့်တီးဖို့လုံးဝမလိုဘူးတချင်းရဲ့အခြေခံ base အတန်လေးပြဖို့လိုတာ1/5 power anchor လို့ခေါ်တယ်လို့ perfect fit technique လို့လည်းခေါ်တယ်ဒီ technique လေးကိုကျွန်တော်သုံးတယ်ညာဘက်လက်က signature chord ကိုတီးနေတဲ့အချိန်မှာဘယ်ဘက်လက်ကကျတော့ number 1အတန်ဖြစ်တဲ့ root and C နဲ့ number 5အတန်ဖြစ်တဲ့ G ကိုတီးမယ်ပေါ့နော်အဲ့တော့ G ကိုတီးတဲ့အခါမှာလက်တန်းကို C မှာထားတယ်လက်မကို G မှာထားတယ်အဲ့တော့ဘာတစ်ခုရဲ့အစမှာပြိုင်တူတီးလိုက်ပေါ့အတန်ကပြပြဝဝနဲ့အရန်နဲ့မိုက်သွားမယ်ကောင်းစားစရာလည်းမလိုဒီတော့ညာဘက်လက်က melody ကိုပို့ပြီးအောင်ဆိုင်ရပါတယ်ဟုတ်ကဲ့ဒါတွေကတော့ beginner အားလုံးအတွက် 10 minutes စာ tutorial လေးပဲဖြစ်ပါတယ်နောက်ထပ် video တွေမှာထပ်တွေ့ကြပါမယ်ကျွန်တော်ကတော့စနေရမင်းသားပါ